ဘောလုံးပရိသတ်တွေပရီးမီးယားလိရဲ့အနာဂတ်ကိုပုံဖော်မဲ့လူငယ်ကျယ်ပွင့်တွေကိုသိကျင်ကြလားဒီနေ့မှာတော့အခုလက်ရှိရာသီမှာတောက်ပနေလီအနာဂတ်မှာကမ္ဘာအဆင့်ကစားသမားတွေဖြစ်လာနိုင်တဲ့ပရီးမီးယားလိရဲ့လူငယ်ကျယ်ပွင့်9ယောက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်5 Ethan Nwaneri Arsenal ရဲ့အသက်အငယ်ဆုံးပရီးမီးယားလိတွဲထွက်ကစားသမားဖြစ်တဲ့ Nwaneri ဟာသူ့ရဲ့နီးစနစ်ပိုင်းဖြည့်ဝမှုနဲ့ကွဲလေထိန်းချုပ်နိုင်စွမ်းတဲ့ကြောင့်Arsenal ပရိသတ်တွေရဲ့မျှော်လင့်ချက်ကိုအပြည့်အဝရရှိထားပါတယ်နံပါတ်4 Kobbie Mainoo Man U ရဲ့ကွင်းလယ်မှာအသက်ငယ်ငယ်နဲ့အထက်ကစားသမားတူထစ်လာခဲ့တဲ့ Mainoo ဟာသူ့ရဲ့ရင့်ကျက်တဲ့ကစားပုံဘောလုံးထိန်းချုပ်နိုင်စွမ်းနဲ့ခံစစ်ကနေတိုက်စစ်ကိုကူးပြောင်းနိုင်စွမ်းတွေကြောင့်အနာဂတ်အင်္ဂလန်အသင်းရဲ့ကွင်းလယ်ကိုပုံဖော်မဲ့ကစားသမားတူထစ်လာမှာပါနံပါတ်3 Lini Yoro Man U ရဲ့နောက်ခံလူငယ်ကစားသမား Lini Yoro ဟာအသက်ငယ်ပေမဲ့ခံစစ်ပိုင်းမှာတည်ငြိမ်မှုခေါင်းတိုက်ပေါ်အားသားချက်တွေနဲ့ဘောလုံးပေးပို့မှုကောင်းမွန်တာကြောင့်အနာဂတ်မှာကမ္ဘာအဆင့်ခံစစ်မှုကောင်းတုံးဖြစ်လာဖို့ရေပန်းစားနေပါတယ်နံပါတ်2 Max Dowman Arsenal ရဲ့နောက်ထပ်လူငယ်ချေပွတ် Max Dowman ဟာသူ့ရဲ့ထူးချွန်တဲ့တိုက်စစ်ပိုင်းစွမ်းရည်တွေဂိုးသွင်းနိုင်စွမ်းနဲ့ဖန်တီးနိုင်စွမ်းတွေကြောင့် Arsenal ရဲ့အနာဂတ်ကွင်းလေတိုက်စစ်ကိုဥဆောင်မဲ့ကစားသမားတူဖြစ်လာမှာပါနံပါတ်1 Estivao Chelsea ရဲ့ Brazil ချေပွင့် Estivao ဟာသူ့ရဲ့ဘောလုံးထိန်းချုပ်နိုင်စွမ်းတဦးချင်းစွမ်းရည်နဲ့ဂိုးသွင်းနိုင်စွမ်းတွေကြောင့် Little Messi လို့တောင်တင်စားခံထားရပါတယ်အနာဂတ်မှာပရီးမီးယားလိကိုလွှမ်းမိုးမဲ့ကစားသမားတူထစ်လာဖို့သိချပါတယ်ကဲဒီ9ယောက်ထဲမှာဘသူကအနာဂတ်မှာအတောက်ပဆုံးကျယ်ဝန်းဖြစ်လာမယ်လို့တင်ထင်လဲဒါမှမဟုတ်ဒီစင်းထဲမှာပါတဲ့တခြားလူငယ်ကစားသမားတွေရှိသေးလား comment မှာရေးခဲ့ပေးပါအောင်ဘောလုံးပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်